ကားလမ်းသွားတဲ့နေရာတွေမှာဖြစ်ညောင်ပင်တွေ့ရင်သူတို့ဘော်ဒီညောင်ပင်ဆိုပြီးကိုးကွယ်ကြရရှင်ဗျာအဲ့လိုဘော်ဒီညောင်ပင်တွေကိုချိုးမိမယ်ဆိုရင်ရောအပေပြည့်ဖြစ်နိုင်ပါသလဲဗျာတော့ဘောဒီညောင်ဆိုတာကညောင်ပင်အားလုံးမဟုတ်ဘူးဖျားပွင့်ခဲ့တဲ့ညောင်ပင်ကိုပြောတာပဲနော်ဘောဒီညောင်အမျိုးအစားမှန်သမျှအားလုံးဟာပူဇော်ထိုက်တယ်လို့ဆိုလိုတာမဟုတ်ဘူးဖျားပွင့်ခဲ့တဲ့အပင်ကိုရွယ်အဓိကပြောတာညောင်ပင်တွေကအများကြီးပဲလေညောင်ပင်အများကြီးမှာဖျားရှင်ကအိန္ဒိယနော်ဗုဒ္ဓဂယာမှာပွင့်တယ်ဆိုတော့အဲ့ဒီဟာမျိုးစေ့ကိုယူပြီးတော့ဒီဘက်သီးလင်္ကာတွေမြန်မာစသည်ဖြင့်ကမ္ဘာအနှံ့ပြားမှာယူဆိုင်ကြတယ်ဆိုတော့အဲ့ဒီဗုဒ္ဓဂယာကဖျားပွင့်ခဲ့တဲ့အပင်ရဲ့မျိုးစေ့ကိုမှဒါဥစဉ်တို့ပရိဘောဂဇေတီလို့ခေါ်တယ်နော်ဘောဓိပင်အားလုံးညောင်ပင်အားလုံးကိုပရိဘောဂဇေတီလို့ခေါ်တာမဟုတ်ဘူးနော်အဲ့ဒါတော့တတိရဖို့လိုတာပေါ့ညောင်ပင်အားလုံးကိုတချို့ကကြောက်ကြတာလေညောင်ပင်ဆိုရင်ကြောက်ကြတာဟောမဟုတ်ဘူးသူကဖျားပွင့်ခဲ့တဲ့အပင်ကိုမှပရိဘောဂဇေတီလို့ခေါ်တယ်ပရိဘောဂဆိုတာဘုရားရှင်ဒီအပင်အောက်မှာတရင်သုံးပြီးတော့တပိညုတဉာဏ်ကိုရခဲ့လို့ဘုရားရှင်ရဲ့အသုံးအဆောင်လို့ခေါ်တာဒါအသုံးဆောင်ပစ္စည်းပါဠိလိုကပရိဘောဂပေါ့နော်ဆိုတော့အဲ့လိုမျိုးဘောဓိပင်ကိုဖြည့်ဆည်းရင်တော့ဥစဉ်လို့ပိဿာနန္တရိယကံတော့မဟုတ်ဘူးဒါပေမဲ့ပိဿာနန္တရိယကံမှသတိတံဆိုတာရှိတယ်ပိဿာနန္တရိယကံနဲ့တူတဲ့အပြစ်ခံစားရတာဟုတ်တော့ဥစဉ်တော့ဒီဘောဓိပင်ကိုဘုရားရှင်ကိုစားတည်ထားပူဇော်ကြတာလေဘုရားရှင်ကိုစားတည်ထားပူဇော်တာဖြစ်တဲ့ကြောင့်ဒီဘောဓိအပင်အကိုင်းတွေကိုခုတ်ရင်ရှိုးရင်အပင်တွေကိုလဲလိုက်လို့ရှိရင်ဘုရားရှင်ကိုပြစ်မှားတာနဲ့အတူတူပဲနော်ဘုရားရှင်ကိုပြစ်မှားတာနဲ့အတူတူပဲအပြစ်ကြီးတယ်ပေါ့ပိဿာနန္တရိယကံလို့ခေါ်တယ်အဲ့ဒါဘောဓိပင်လုံးဝမခေါ်ရတော့ဘူးလားဆိုတော့မဟုတ်ဘူးသူကမကောင်းတဲ့အကိုင်းတွေဆိုရင်ခုတ်လို့ရတယ်တချို့အကိုင်းတွေကဟိုခေါ်မလဲဆွေးနေတယ်ပုတ်နေတယ်မလှဘူးအဲ့တော့လှအောင်ပြုပြင်ပေးတယ်ဟိုတော်ကတော့မှဥစဉ်တို့ဟိုချမ်းပြည်နယ်ဘက်ကဥစဉ်လေးတစ်ပါးလှမ်းမေးတာသူတို့စီမာပေါ့နော်ဟိုဘောဓိပင်ကတန်ဃာတွေနေတဲ့ဒီအဆောင်ကြားထဲမှာပေါက်နေတယ်အဲ့ဒါကိုသူတို့တခြားတနေရာမှာရွှေ့ဆိုင်မယ်ပေါ့ဆိုတော့တော်တော်လေးကြီးနေပြီအဲ့ဒါရွှေ့လို့ရလားလို့ရွှေ့လို့ရတယ်ရွှေ့တဲ့ခါကျရင်အပင်တန်အောင်လို့အကိုင်းတွေပါတွေခုတ်လို့ရသလားရတယ်ကိုကဗဒုဋ္ဌစိတ်ကိုခေါ်တာပေါ့နော်ပြတ်မားတဲ့စိတ်နဲ့ခုတ်တာမျိုးမဟုတ်ဘူးဒီအပင်ကြီးသေးပါစေဆိုတာမျိုးစိတ်နဲ့ခုတ်တာမဟုတ်ပို့ပြီးတော့တန်လာအောင်ပို့ပြီးလှလာအောင်ပြုပြင်တဲ့အနေနဲ့ဘောဓိအကိုင်းတွေကိုခုတ်ပေးတာကပ်ပြီးပေးတာအဲ့ဒါကအဆက်တယ်အဲ့လိုမဟုတ်ဘဲနဲ့အပင်ကိုတမင်တကာဖြည့်ဆည်းလို့တဲ့စိတ်နဲ့ခုတ်ရင်တော့အဖြစ်ကြီးတယ်ပေါ့စာထဲမှာတော့ဘာနဲ့ဥမာပေးလဲဆိုရင်အရှင်ဒေဝဒတ်နဲ့ဇီဝကသမားတော်ကြီးနှစ်ယောက်ကိုဥမာပေးတယ်အရှင်ဒေဝဒတ်ကဂစ္စကုတ်တောင်ပေါ်ကနေပြီးတော့မြတ်စွာဘုရားကိုကြောင်းတုံးလှိမ့်ချပြီးတော့သွေးကြည်ဥအောင်လှုပ်တယ်အဲ့တော့သူကဘုရားကိုတည်စီလို့တဲ့အကုသိုလ်စိတ်နဲ့လှုပ်တာမဟုတ်လို့သူ့မှာဝီစီငရဲကြလောက်အဖြစ်ကြီးတယ်ဟိုဇီဝကသမားတော်ကလည်းမြတ်စွာဘုရားရဲ့ခြေတော်ကိုဓာတ်နဲ့သူခွဲပေးရတယ်အဲ့နေရာကိုလေခွဲစိတ်ကုသပေးရတယ်သူလည်းဘုရားရှင်ကိုဓာတ်နဲ့ခွဲတာပဲဒါပေမဲ့သူ့မှာအကုသိုလ်မရှိကုသိုလ်ရတယ်ဘာလို့လဲဆိုတော့သူကကုသလို့တဲ့စိတ်နဲ့လှုပ်တာမဟုတ်လို့ပေါ့နော်အဲ့လိုပဲဘောဓိပင်ကိုဟိုတေစီလို့တဲ့စိတ်နဲ့ခုတ်တယ်ဖြတ်တယ်ဟဲ့ဆိုရင်အကုသိုလ်ဖြစ်တယ်ဟိုကောင်းစီလို့တဲ့စိတ်နဲ့အကောင်းရင်အကမကောင်းတဲ့အကိုင်းတွေကိုရှင်းပေးတာတန့်ရှင်းပေးတာဆိုရင်တော့ကုသိုလ်ရတယ်အဲ့တော့ဘောဓိပင်ဆိုတဲ့နေရာမှာအပင်အားလုံးမဟုတ်ဘူးဖျားပွင့်တဲ့ဘောဓိပင်ကိုဆိုလိုတယ်ပြီးအဲ့ဒီဟာကိုကောင်းတဲ့စိတ်နဲ့တန့်ရှင်းလုပ်ပေးတယ်ဆိုရင်ကုသိုလ်ရပြီးတော့မကောင်းတဲ့စိတ်ဖြတ်စည်းလို့တဲ့စိတ်နဲ့လုပ်ရင်တော့အကုသိုလ်ဖြစ်တယ်ဒါအနည်းချုပ်ပေါ့နော်